dance နဲ့ hand ဘယ်သူကအကောင်းဆုံးချန်ကလာလဲလက်ရှိမြန်မာ mobile legend ပန်ပန်လောကမှာပရိသတ်တွေအမြဲတမ်းအငင်းပွားအောင်ဆုံးကိစ္စကတော့မြန်မာနိုင်ငံရဲ့ number 1ချန်ကလာကဘယ်သူလဲဆိုတဲ့မိကုံးပါပဲ Falcon Esport ကလက်သက်မွေးထားတဲ့ Mentally Dance လားဒါမှမဟုတ်ပြည်တွင်းမှာအရန်ကြောက်စရာကောင်းတဲ့ YG ရဲ့လူငယ်ကျယ်ပွင့် hand လားကြိုက်တဲ့နေရာမှာကြိုက်တယ်လို့ပြစ်လို့ရဟီးရိုအကုန်လုံး train ပေးထားတယ်ကျွန်တော်ညီလေးဟန်ပါဒီနေ့တော့သူတို့နှစ်ယောက်ရဲ့နောက်ွယ်ကအားသာချက်အားနည်းချက်တွေနဲ့တကယ်လက်ရည်စစ်စစ်ကိုအသေးစိတ်ကြည့်ကြရအောင် Dance ဟာ Falcon Esport ရဲ့ငငယ်လေးကလေးကစနစ်တကျပြိုးထောင်ခုံမွေးထားတဲ့စိန်တုံးလေးပါ Falcon Esport ရဲ့ aggressive ဖြစ်တဲ့ DNA တွေအပြည့်အဝစီးဆင်းနေပြီးတော့အသင်းနဲ့အခြေဆက်မိဆုံးကစားသမားဖြစ်ပါတယ် Dance ရဲ့အကြီးမားဆုံးအားသာချက်ကတော့ hero ပူးကျဲတာပါပဲ Fanny, Lin, Lancelot, Join တို့လိုမျိုးလက်မြန်မှုလိုအပ်တဲ့ height mechanic assassin တွေကို performance ထွက်အောင်ကိုင်နိုင်တယ်လို့ meta အရာလိုအပ်လာရင်လေ Fredrin, Barret, Barcia တို့လိုမျိုးတန့်ကြံကလာတွေကိုပါကောက်ကင်နိုင်ပါတယ်ပြိုင်ဘက်တွေနီးပြတဲ့အနေနဲ့ Dance ရဲ့ hero တွေကို draft မှာဘန်ဖို့ဆိုတာခေါင်းကိုက်ရဆုံးပြဿနာပါပဲသူ့ရဲ့ play style ကအရန် aggressive ဖြစ်ပါတယ်သူများရဲ့မဝင်ရတဲ့ law တွေကိုဝင်လို့တယ်မထင်မှတ်ထားတဲ့အချိန်မှာရန်သူဘက်လိုင်းနဲ့ဝင်ပြီးတော့ main carry တွေကိုကေးကောက်ပြတတ်ပါတယ်တစ်ဖက်မှာလည်းဒီလို aggressive ဖြစ်လွန်တာကပဲသူ့ရဲ့အဓိကအားနည်းချက်ဖြစ်နေပါတယ်တချို့ဘွဲတွေမှာသွေးဖြည့်ကန်တဲ့အထိလိုက်ပိုင်းတာမျိုးတယောက်တည်းအရန်ကြုံသွားတာမျိုးကြောင့်အလကားတေပြီးလဲရတဲ့အမှားမျိုးတွေရှိတတ်ပါတယ်ပြိုင်ပွဲတွေမှာ Dust အနေနဲ့အမှားပါတတ်ပြီးမြဲမြန်မာပရိသတ်တွေက Dust ကိုတိတ်မပလင်းရကြပါဘူးဘာလို့လဲဆိုတော့ပွဲကြီးပွဲကောင်းနေရှုံးနေတဲ့ပွဲတွေမှာအသင်းကို epic comeback ဖြစ်အောင်လုပ်ပေးနိုင်စွမ်းရှိတဲ့သူတစ်ယောက်ဖြစ်နေလို့ပါဟန်ကတော့ YG အသင်းနဲ့အတူပြည်ရင်းပြိုင်ပွဲတွေမှာပုံနိုင်တစ်ခုလိုရုပ်တရက်ထွက်ပေါ်လာတဲ့ကစားသမားပါအသက်16နှစ်တာရှိသေးတဲ့ဒီလူငယ်လေးဟာအချိန်တိုအတွင်းမှာပဲ MVP ဆုရသိမ်းပိုက်ပြီးတော့ YG ရဲ့အဓိကမျှော်လင့်ချက်ကျပွင့်ဖြစ်လာခဲ့တာပါပြည်တွင်းမှာဘရင်တစ်ပါးလိုကျစားခဲ့ပြီးမြဲနိုင်ငံတကာစင်မြင့်ဖြစ်တဲ့ M7 World Championship မှာတော့ဟန်တယောက် pressure တွေကိုကောင်းကောင်းမခံနိုင်ခဲ့ပါဘူးပရိသတ်တွေအခုအချိန်ဒီအသင်းနာနေရတဲ့ကိစ္စကတော့အသင်းပေါ်၄ယောက်လုံးလော်နာမှာပတဲဆိုင်နေတဲ့အချိန်မှာဟန်ကဝေးရလိန်တစ်ခုမှာမီနီယံသွားရှင်းနေခဲ့တာပါပဲတင်းဖိုက်မလာဘဲနဲ့လိန်မဲရှင်းနေတဲ့ဂျန်ဂလာဆိုပြီးတော့အကြီးအကျယ်ပလင်းခံခဲ့ရပါတယ်ဟန်ရဲ့အားသာချက်ကစီးစနစ်ကြကြကစားတတ်တာပါအမားအရန်နေပြီးတော့ဖန်မင်းအရန်မြတ်ပါတယ်အသင်းမော်ရီနဲ့ဘတ်တဲဆက်တက်လုပ်ပြီးမှဘတ်တဲတေချာဝင်တက်ပါတယ်ဒါပေမဲ့သူ့ရဲ့ hero ပူက dust လို့မကြေပါဘူးမတ်တာဖြစ်နေတဲ့ hero တွေကိုပဲဖိကင်နေရှိပြီးတော့မတ်တာဖောက်ထွက်တဲ့ hero မျိုးကိုရွေးချယ်မှုနေပါတယ်ဟန်ကပရိသတ်တွေပြည်ရင်းပြိုင်ပွဲတွေမှာအမှားအယွင်းအကင်းဆုံးနဲ့အတီငြိမ်ဆုံးဂျန်ဂလာအဖြစ်လက်ခံထားကြပါတယ်ဒါပေမဲ့နိုင်ငံတကာပွဲဆိုတာနဲ့ဟန်တယောက်ဟန်ချက်ပြတ်သွားမလားဆိုတဲ့တန်တရားကတော့အခုထိအရေးလိုလိုက်နေသေးပါအတူကျုပ်ရှင်ပြီးပြောရရင်တော့ dust က skate ထွက်အောင်ဆောင်းနိုင်တယ်အကွက်တွေပြတတ်တယ် aggressive ဆန်တယ် interstate မှာ pressure ခံနိုင်ပြီးတော့လောက်ကွက်ထွက်တယ်ခိုင်ရီတို့လို player ကြီးတွေနဲ့မှာ retribution ပေါက်နိုင်စွမ်းရှိပါတယ်တစ်ဖက်မှာတော့ဟန်ကပွဲတစ်ပွဲလုံးအမှားမပေါအောင်ထိန်းကစားပြီးတော့ fan မင်းအရှိန်မပြတ်အောင်ထိန်းနိုင်တဲ့နေရာမှာပို့သွားပါတယ် interstate တွေမှာတော့အတွေ့အကြုံတွေတည်းရော pressure ပိပြီးတော့လက်စွမ်းပြောင်းနေတတ်ပါတယ်ဆိုတော့ကိုလူတို့ရောသူတို့နှစ်ယောက်မှာဘယ်သူပိုတာမယ်လို့ထင်ပါလဲဟန်လား dust လားကောမမဝင်ရောက်ဆွေးနွေးသွားကြပါအောင်ဗျာ